အားလုံးမင်္ဂလာပါဒီနေ့ကတော့ immune system အကြောင်းပြောမှာဖြစ်ပါတယ်လို့ဆိုတော့ပထမဆုံးအနေနဲ့ immunity ပေါ့နော်ဒီကိုယ်ခံအားဆိုတာဘာကိုပြောရလဲဆိုလို့ရှိရင်တော့ခန္ဓာကိုယ်ကနေ့စဉ်နဲ့အမျှဒီယောဂပိုးတွေနဲ့ထိတွေ့နေရတယ်နော်ဆိုတော့ယောဂပိုးတွေနဲ့ထိတွေ့တိုင်းလည်းပဲယောဂဖြစ်တာမဟုတ်ဘူးပေါ့နော်ပိုးတွေဝင်ရောက်တာမဟုတ်ဘူးပေါ့နော်ဆိုတော့ခါကျတော့ဒါဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ခုခံအားစနစ်ကြောင့်မို့လို့ဖြစ်ပါတယ်လို့ဆိုတော့ဒီခန္ဓာကိုယ်မှာဝင်ရောက်လာမဲ့ယောဂပိုးတွေဒီ pathogenic microorganism တွေပေါ့နော်သူတို့တွေကိုပြန်ပြီးတော့နဲ့မှတိုက်ထုတ်နိုင်တဲ့ခုခံနိုင်တဲ့စွမ်းအားကို immunity လို့ခေါ်တယ်ဆိုတော့ immunity မှာဆိုလို့ရှိရင်တော့နှစ်ပိုင်းရှိတယ်ပေါ့နော်ဆိုတော့ innate ရဲ့ acquired ရဲ့ဆိုပြီးတော့မှရှိတယ်ဆိုတော့ acquired ကိုကြတော့ adaptive လို့လည်းခေါ်တယ်ပေါ့နော်အဲ့တော့ acquired immune ဒီမှာမလို့ရှိရင် adaptive ပေါ့နော်ဒီပုံစံလိုမျိုးလည်းပြောရတယ်နန်ဒီ innate ကကြတော့သူက non specific ပေါ့နော်အဲ့တော့ non specific ဆိုတဲ့အဓိပ္ပာယ်ကကြတော့သူကကြတော့ဘယ်လိုယောဂပိုးပဲဝင်လာပါစေသူ့ရဲ့ဒီကာကွယ်တဲ့ပုံစံကတပုံစံနဲ့ပဲပေါ့နော်ဆိုတော့ acquired ဘက်မှာဆိုလို့ရှိရင်တော့ adaptive ဆိုလို့ရှိရင်တော့ specific ဖြစ်တယ်ဘယ်လိုမျိုးယောဂပိုးဝင်လာတယ်ဆိုလို့ရှိရင်ဘယ်လိုတိုက်ထုတ်ရမယ်ဆိုတဲ့ပုံစံနဲ့တိတိကျကျပြန်ပြောနေမှတိုက်ထုတ်တာပေါ့နော်ဆိုတော့ဒီ innate ကကြတော့ဒီ first line defense ဖြစ်တယ်ဆိုတော့ဒီခန္ဓာကိုယ်မှာဆဆချင်းဝင်ရောက်လာတဲ့ယောဂပိုးတွေဟာဆိုလို့ရှိရင်တော့ဒီ internal နဲ့ external နဲ့ပေါ့နော်ဒီ defense တွေကိုတွေ့ပြီးတော့နေမှာသူကဒီယောဂပိုးတွေကိုတိုက်ထုတ်တယ်ပေါ့ဒီဘက်ကအကွာရမှာခါကြတော့သူကmemory ရှိတယ်ဒီ innate မှာကြတော့ memory မရှိဘူးပေါ့နော်ဆိုတော့ဒီအကွာရမှာကြတော့အခုတစ်ခါဒီ infection ဝင်လိုက်လို့မလို့ပေါ့နော်ယောဂပိုးဝင်ရောက်လာတဲ့အတွက်ကြောင့်မို့လို့တိုက်ထုတ်ပြီးသွားပြီဆိုလို့ရှိရင်နောက်တစ်ခါပြန်လာပြီးတော့မှဝင်လာတယ်ဆိုလို့ရှိရင်ဒီယောဂပိုးကိုတိုက်ထုတ်ဖို့အတွက်ဒီအာ immune ကိုတိဆောက်ရတဲ့အချိန်ကကြာတယ်နော်ဆိုတော့ခါကြတော့နောက်တစ်ခါပြန်ဝင်လာတယ်ဆိုလို့ရှိရင်အကျိုးရှိရှိနဲ့အမြန်ဆုံးတိုက်ထုတ်နိုင်ဖို့အတွက်ကိုသူက memory sorry cell တွေထားပေးတယ်ပေါ့နော်ဆိုတော့ဒီထဲမှာဆိုလို့ရှိရင်တော့ B cell T cell ပေါ့ဒါတော့ဒီ acquire ပေါ့နော် adaptive immune system အကြောင်းပြောတဲ့အချိန်မှာအသေးစိတ်ပြပြပါမယ်ဒီနေ့ကကြတော့ဒီ innate ဘက်ကိုနည်းနည်းလေးရှင်းပြမှာပေါ့နော်ဆိုတော့ခါကြတော့ innate မှာဆိုလို့ရှိရင်တော့ internal နဲ့ external ဆိုပြီးတော့မှနှစ်ပိုင်းရှိတယ်ဆိုတော့ external ကနေပြောနေမှာစသွားကြည့်အောင် external မှာဆိုလို့ရှိရင်တော့ skin ရဲ့ mucous membrane ပေါ့နော် skin ရဲ့ mucous membrane မှာဆိုလို့ရှိရင်တော့ဒီ skin ရဲ့လူတစ်ယောက်ကိုကြည့်လိုက်တယ်ဆိုလို့ရှိရင်ကိုယ်တွေမြင်နေရတဲ့ဥစ္စာကဒီ epidermis ပေါ့နော် skin ရဲ့အပေါ်ဆုံးအလွှာဖြစ်တယ်ဆိုတော့ epidermis ဖြစ်တဲ့အတွက်ကြောင့်မို့လို့သူက epithelial tissue တွေပေါ့ဆိုတော့ epithelial tissue connective tissue muscle tissue nervous tissue ဒါတွေဒီ types of tissue မှာပြောခဲ့ပြီးသားပေါ့နော်ဆိုတော့ဒီ epithelial ကကြတော့သူက square map ပုံစံပေါ့နော်အဆင့်အဆင့်အထက်နဲ့သူကဖွဲ့စည်းထားတယ်ဆိုတော့အတွက်ကြောင့်မို့လို့တခုကွာကျသွားပြီshred ဖြစ်သွားပြီကွာကျသွားပြီဆိုလို့ရှိရင်နောက်ထပ်ပြန်ပြီးတော့မှဖြစ်လာတာပေါ့နော်ဆိုတော့ခါကျတော့ပြောချင်တာကဒီ epidermis ကကြတော့ avascular ဖြစ်တယ်သူ့ကို dedicated ဒီ blood supply နေမရှိဘူးပေါ့နော်ဆိုတော့ခါကျသူက physical barrier အနေနဲ့ပေါ့နော်အကာအကွယ်အနေနဲ့သူကကာကွယ်ပေးတယ်နောက်တစ်ခုကကြတော့ဒီ oil gland တွေပေါ့နော် sebaceous glands တွေပေါ့ဆိုတော့သူကကြတော့ဒီအဆီ gland တွေကကြတော့ဒီခန္ဓာကိုယ်မှာဆိုလို့ရှိရင်ဒီအရေပြားပေါ်မှာဒီအဆီ gland တွေအများကြီးပဲရှိတယ်ဆိုတော့အဲ့ဒီမှာဆိုလို့ရှိရင် unsaturated fatty acid တွေပါတယ်ဆိုတော့အဲ့ဒီ fatty acid တွေကကြတော့ဒီယောဂပိုးတွေပေါက်ပွားဖို့အတွက်ဝန်းကျင်ကောင်းမဟုတ်ဘူးပေါ့နော်ဆိုတော့ခါကြပြီးတော့အဲ့ဒီမှာဆိုလို့ရှိရင်လည်းသူ့ရဲ့ pH က3 to 5ပဲရှိရတဲ့အတွက်ကြောင့်မို့လို့ acidic ဖြစ်နေတာပေါ့နော် acidic ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ဒီယောဂပိုးတွေကောင်းကောင်းမရှင်သန်နိုင်ဘူးပေါ့နော်ဆိုတော့နောက်တစ်ခုကကျတော့ sweat ပေါ့နော်အဲ့တော့ခန္ဓာကိုယ်ကနေပြောနေမှာချွေးတွေထွက်လာတယ်ဆိုလို့ရှိရင်အဲ့ဒီချွေးတွေကငန်နေတယ်နော်နောက်တစ်ခုကကြတော့ဒီချွေးတွေကိုသူက wash away ပေါ့ဒီရေပြားပေါ်မှာရှိနေရဆိုလို့ရှိရင်လည်း wash away လုပ်ပေးတာပေါ့နော်နောက်တစ်ခုကကြတော့ဒီ hair ပေါ့နော်ဆပင်တွေဒီနှာခေါင်းထဲမှာဆိုနှာခေါင်းရဲ့အမွှေးတွေမျက်လုံးမှာဆိုလို့ရှိရင် eyelash ဒီမျက်တောင်မွှေးတွေပေါ့နော်သူတို့နေရာနေပြောနေမှာဒီ microbes တွေ particles တွေကိုသူကဒီဝင်တာတွေကိုကာကွယ်ပေးတာပေါ့နော်နောက်တစ်ခုကကြတော့ဒီ mucus ပေါ့နော်အဲ့တော့ mucus membrane မှာဆိုလို့ရှိရင်သူကဒီ secretion တွေထုတ်တယ်ဆိုတော့ mucus တွေကကြတော့ဒီ microorganism တွေကိုသူက trap ဖြစ်စေတယ်ပေါ့နော်ဆိုတော့ဘာလဲဆိုလို့ရှိရင်တော့မျက်လုံးမှာဆိုလို့ရှိရင်တော့ tears မျက်ရည်ရှိတယ်အဲ့တော့ပါးစပ်ထဲမှာဆိုလို့ရှိရင်တော့ saliva ဒါတွေရှိတယ်ဆိုတော့ခါကြတော့ဒီထဲကနေပြောနေမှာဒီ microorganism တွေကိုဒီဒီနေရာတွေမှာကာကွယ်ပေးတယ်ပေါ့နော်ဆိုတော့ဒီ saliva တို့ tears တို့တွေမှာဘာတွေပါလဲဆိုလို့ရှိရင်တော့ lysozyme တို့ defensin တို့ဒီ enzyme တွေပါတယ်ဆိုတော့ဒီ enzyme တွေကနေပြောနေမှာ
ဒီ microorganism တွေကို denature လုပ်ပြတာပေါ့နော်ဆိုတော့သူတို့တွေကိုတိုက်ထုတ်ပစ်လိုက်တယ်ပေါ့နော်ဆိုတော့cilia ပေါ့ cilia ဆိုတာကကြတော့ကိုဒီမှာအသက်ရှူလိုက်တဲ့အထဲမှာယောဂပိုးတွေပါဝင်လာတယ်ဒီ particle တွေအမှုန်တွေပါဝင်လာတယ်ဆိုလို့ရှိရင်ဒီ trachea ထဲမှာရှိတဲ့ ciliated cell လေးပေါ့နော်အမွှေးလေးတွေရှိတယ်အမွှေးနုလေးတွေသူကပြန်ပြီးတော့နဲ့မှာအပေါ်ကိုပြန်ထုတ်တယ်ပါသွားတယ်ဆိုလို့ရှိရင်ပေါ့နော်အဲ့လိုမျိုးပြန်ထုတ်ရင်းနဲ့မှာတခါတလေကြာလို့ရှိရင် cough ပေါ့နော်အဲ့တော့ cough ဒီချောင်းဆိုးပြီးတော့နဲ့မှာဟတ်ထုတ်လိုက်တာပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်းဒီ virus တွေကိုရောက်လာပြီဆိုလို့ရှိရင်မျိုးချပလိုက်တယ်ပေါ့နော်ဆိုတော့ okay မျိုးချလိုက်ပြီဆိုလို့ရှိရင် stomach ထဲကိုရောက်သွားမယ် stomach ထဲကိုရောက်သွားပြီဆိုလို့ရှိရင်တော့ stomach ထဲရဲ့ဒီဝင်းကျင်ကတော့သူ့ရဲ့ pH ကဒီ1 to 3လောက်ပဲရှိတာပေါ့နော် pH ကဆိုတဲ့အတွက်ကြောင့်မို့လို့အဲ့ထဲမှာဒီ micro တွေကအသက်ရှင်ဖို့အတွက်အခက်ခဲတာပေါ့နော်ဆိုတော့ခါကြတော့နောက်တစ်ခုကကြတော့ internal ကိုသွားမယ်ပေါ့ internal မှာဆိုလို့ရှိရင်တော့အပိုင်း၃ပိုင်းရှိတယ်ဆိုတော့ cell ရဲ့ chemical ရဲ့ physiological ဆိုပြီးတော့လည်းအပိုင်း၃ပိုင်းရှိပါတယ်ဒါလေးတွေကိုအသေးစိတ်ကြည့်ကြည့်ရအောင်ဆိုပထမဆုံးကတော့ cell အနေနဲ့ဆိုလို့ရှိရင် cellular ပေါ့နော်ဆိုတော့ဒီထဲမှာဆိုလို့ရှိရင်တော့ phagocytic cell တွေဆိုတော့ phagocytic fake ဆိုတာကကြတော့စားတာပေါ့နော် phago လောက်တယ်ဆိုတာစားပြစ်လိုက်တာပေါ့ site ကကြတော့ cell ပေါ့နော်ဆိုတော့ phagocytic cell ဆိုတော့ဝမ်းမျိုးတဲ့ cell တွေစားပြစ်တဲ့ cell တွေဒီလိုမျိုးအဓိပ္ပာယ်ပေါ့နော်ဆိုတော့ phagocytic cell တွေနောက်တစ်ခါကျ natural killer cell တွေရှိရပါတော့เนาะဆိုတော့ phagocytic ထဲမှာဆိုလို့ရှိရင်တော့ neutrophil နဲ့ macrophages တွေရှိတယ် macrophages လို့လည်းတချို့အတန်ထွက်တယ်ပေါ့နော်ဆိုတော့ဒီထဲမှာဆိုလို့ရှိရင်ကျတော့ဒီ cell တွေကအဲ့တော့ဒီmicroorganism ကို target လုပ်တယ် attack လုပ်တယ်ပြီးတော့လို့ရှိရင် engulf ဆိုဝမ်းမြုပ်ပလိုက်တယ်ပြီးတော့လို့ရှိရင်တော့ဖယ်ပစ်လိုက်တာပေါ့နော်ဆိုတော့အဲ့ဒီဖယ်ပစ်လိုက်တဲ့အကောင်တွေကိုဘယ်ဒီပို့ပလိုက်လဲဆိုလို့ရှိရင်တော့ဒီခန္ဓာကိုယ်ရဲ့ပေါ့နော် excretion ထဲတွေထဲမှာပေါ့နော်စီးတွေဒီဝမ်းတွေထဲမှာပါဝအောင်လုပ်လိုက်တာပေါ့နော်ပြီးသွားလို့ရှိရင်တော့တချို့ပြန်ပြီးသုံးလို့ရတဲ့ဥစ္စာတွေဆိုလို့ရှိရင် recycle လုပ်တာပေါ့နော်ဒီလိုမျိုးပြောတာပါဆိုတော့ခါကြတော့ဒီ neutrophils တွေပေါ့ဆိုတော့ neutrophils ကကြတော့ kind of white blood cell တွေနော်အဲ့တော့ white blood cell ဖြစ်တယ်ဆိုတော့သူကကျတော့ဒီဘက်တီးရီးယားတွေကိုတတ်တယ်ပြီးသွားလို့ရှိရင်သူကဒီ blood stream ထဲမှာသွားနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူကအမြန်ဆုံးနဲ့ပထမဆုံးရောက်တဲ့neutrophil တွေဖြစ်ပါတယ် blood cell တွေဖြစ်ပါတယ်ပေါ့နောက်တစ်ခုကကျတော့ macrophage တွေပေါ့နော်ဆိုတော့ macrophage ကကျတော့ wandering ပေါ့နော်ဒီ blood stream တစ်လျှောက်မှာသွားနေတဲ့ cell တွေရဲ့နောက်တစ်ခုကကျတော့ဒီ tissue တွေထဲမှာ fix လုပ်ထားတဲ့ tissue ဒီ macrophage တွေပေါ့နော်ဒါတွေရှိတယ်ဆိုတော့ဒီ wandering ထဲမှာဆိုလို့ရှိရင်တော့သွားနေတယ်ပေါ့နော်ဒီ blood stream ထဲမှာလျှောက်သွားနေတယ်ဆိုတော့ဆဲတွေကကျတော့ monocyte တွေပေါ့နော်ဆိုတော့ monocyte တွေကဆိုလို့ရှိရင်ကျတော့ဒီယောဂပိုးတွေမှာဆိုလို့ရှိရင်သူက protein spike လေးတွေရှိတယ်ဆိုတော့ protein chain တွေပေါ့နော်ဆိုတော့အဲ့ဒီဥစ္စာတွေကိုသူကဖြတ်တောက်ပစ်လိုက်တယ်အပိုင်းပိုင်းလုပ်ပစ်လိုက်တယ်ပေါ့နော်ဆိုတော့အခါကျတော့အဲ့လိုမျိုးလုပ်ပြီးသွားပြီဆိုလို့ရှိရင် okay ဒီခန္ဓာကိုယ်ထဲမှာတော့ဒီအကောင်ဝင်နေပြီးပြီဒီလိုမျိုးဆိုပြီးတော့နေမှာသူက antigen ပေါ့ antigen လို့သူ့ရဲ့ cell ပေါ်မှာဒီလိုမျိုးလေးပြထားလိုက်တာပေါ့နော်ပြထားလိုက်တော့ခါကျတော့သူ့ကို antigen presenting cell လို့လည်းခေါ်သေးတယ်နော်ဆိုတော့ခါကျလူမျိုး antigen presenting cell ဆိုသူက antigen ကို present လုပ်ပြီးဆိုလို့ရှိရင်ဒီခန္ဓာကိုယ်ကနေပြောနေမှာတတိထားမိရပါတော့ဆိုတော့ B cell T cell တွေactivation လုပ်မယ်ဆိုတဲ့ဥစ္စာတွေကဒီ adaptive ပေါ့နော် immune system နဲ့တွားပြောနေမှာပေါင်းပြောနေမှာလောက်တာပေါ့နော်ဆိုတော့ innate ဆိုပေမဲ့လည်းသူ့ဘာသာသူတိကျရက်တည်နေရမှာမဟုတ်ဘူးဒီ adaptive system နဲ့ပေါ့နော် adaptive immune system နဲ့ပေါင်းပြောနေမှာဒီခန္ဓာကိုယ်မှာဝင်လာတဲ့ယောဂပိုးကိုတိုက်ထုတ်တဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ fix ရှိနေတဲ့ဥစ္စာတွေကတော့ဒီ connective tissue ထဲမှာဆိုလို့ရှိရင်တော့ histiocyte တွေ liver မှာဆိုလို့ရှိရင်တော့ kappa cell တွေအဲ့တော့ lungs မှာဆိုလို့ရှိရင်တော့ alveolar cell တွေဒီ brain မှာဆိုလို့ရှိရင်ကျတော့အုံနောက်မှာဆိုလို့ရှိရင်တော့ microglia cell တွေပေါ့နော်ဒါတွေဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုအနေနဲ့သွားရမယ်ဆိုရင်တော့ natural killer cells ပေါ့နော် natural killer cell ကကြတော့သူကကြတော့ perforin တွေထုတ်တယ်ဆိုတော့ perforin ဆိုတာကကြတော့ဒီ cell တွေထဲကိုပေါ့နော်ဒီထိုးဖောက်ပြောနေမှာပေါ့နော်ဖောင်းကားလာပြောနေမှာပေါက်ထွက်သွားတဲ့ပုံစံမျိုးပေါ့နောက်တစ်ခုကကြတော့ granzyme ပေါ့ဆိုတော့ granzyme ကကြတော့သူကနည်းနည်းထူးဆန်းတယ်ထူးခြားတယ်ပေါ့နော်သူကကြတော့ apoptosis ဆို apoptosis ဆိုတာကြတော့ program cell တက်ပေါ့နော် cell တစ်ခုကိုသူကကြတော့ဒီဆဲရဲ့အတွင်းထဲမှာပဲရှိနေတဲ့ဒီသူ့ထဲမှာရှိနေတဲ့ nucleus တွေဒါတွေပေါ့နော်အဲ့ဒီဥစ္စာတွေအကုန်လုံးကိုသူကအပိုင်းပိုင်းအဆဆဖြစ်အောင်သူကစီစဉ်တကြားနေပေါ့နော်ဆိုတော့ပြောချင်တာကဒီထဲမှာအခွန်ပဲကြံတော့တာပေါ့အဲ့တော့ကြတော့ဒီဆဲကဒီယောဂပိုးဝင်ထားတဲ့ဆဲကဘာမှမဟုတ်တော့ဘူးပေါ့ပြောချင်တာနော်ဆိုတော့ခါကျ necrosis ကကြာအဲ့လိုမျိုးမဟုတ်ဘဲနဲ့ဒီလိုမျိုးဟိုဆဲတစ်ခုလုံးကြီးကပေါက်ထွက်သွားပြီးတော့နေမှာဒီဘေးမှာဆိုလို့ရှိရင်တော့ဒီဘေးကိုအနေရှိစေတဲ့ဟာတွေအကုန်လုံးထွက်ပြောနေမှာလူကိုပို့ပြောနေမှာတခြား inflammation response တွေပို့ပြောနေမှာဖြစ်စေနိုင်ပြောနေမှာဒုက္ခပေးနိုင်တာပေါ့နော်ဆိုတော့ apoptosis ကကျတော့သူကတော့ beautiful way ပေါ့ဆိုတော့နောက်တစ်ခုကကျတော့ chemical ပေါ့ဆိုတော့ chemical မှာဆိုလို့ရှိရင်တော့ complement နဲ့ cytokine ဆိုပြီးနေမှာခွဲထားတယ် complement ကကြတော့ဒီ innate system တခုလုံးကိုသူက complement လုပ်ပေးတာမဟုတ်ဒီကူညီထောက်ပံ့ support လုပ်ပေးတာ promote လုပ်ပေးတာအပြင်မဟုတ်ဘဲနဲ့သူက adaptive system ကိုပါဒီ immune system တခုလုံးကိုပါသူက complement လုပ်ပေးရပေါ့နော်
support လုပ်ပေးတယ် promote လုပ်ပေးတယ်ဒီဒီ immune cell တွေကိုလာအောင်သူကလှုပ်ဆော်ပေးတဲ့ဒါတွေပေါ့နော်ဆိုတော့အဲ့ဒီမှာဆိုလို့ရှိရင်ကျတော့ protein တွေအများကြီးပဲရှိတယ် blood ထဲမှာဆိုတော့ protein တစ်ခုနဲ့တစ်ခုကသူတို့ activation လုပ်ပြီးတော့မှတစ်ခုနဲ့တစ်ခု cascade ပုံစံမျိုးနဲ့သွားပြီးတော့မှသူတို့တွေကဒီimmune cell တွေရောက်လာအောင်လို့သူကအဲ့လိုမျိုးတွေကူညီပေးတယ်ပေါ့နော်ပြီးသားလို့ရှိရင်တော့နောက်ထပ်ပြောမယ်ဒီ physiological ထဲမှာပြောရမယ် inflammation မှာလည်းပဲသူကပါတယ်ပေါ့နော်ပါတယ်ပေါ့နော်နောက်တစ်ခုကကျတော့ cytokine ပေါ့ဆို cytokine ကကျတော့ cell တွေဒီ cytokine ကကြတယ်သူကလည်းဒီ protein တစ်မျိုးပဲသူကတော့ glycoprotein ပေါ့နော်ဆိုတော့အဲ့ဒီကနေပြောနေမှာဘာတွေထုတ်လိုက်လဲဆိုလို့ရှိရင်တော့ interleukins တို့ interferon တို့ဒါတွေထုတ်တယ်ဆိုတော့ interleukin ကကြတော့သူကsignal ပြတယ်ပေါ့နော်ဆိုတော့ inter ဆိုတဲ့အတွက်ကြောင့်မို့လို့ inter relation ရှိတာပေါ့နော်ဒီ leukin ကကြတော့ white blood cell ပေါ့ဆိုတော့ white blood cell တို့ဖြစ်တဲ့ B cell တို့ T cell တို့ဒါတွေကိုသွားပြောနေမှာသူကသွားခေါ်တာပေါ့နော်ပြောချင်တာဒီမှာဆိုလို့ရှိရင်တော့ဒါတွေဖြစ်နေပြီဆိုပြောနေမှာသွားပြောနေမှာဒီ signal ပြတာပေါ့နော်အဲ့လိုမျိုးတွေလုပ်တယ်နောက်တစ်ခုကကြတော့ဒီ interferon ကကြတော့ဒီ virus တွေဝင်လာပြီဆိုလို့ရှိရင်သူကဒီ cell မှာတော့ virus တွေဝင်နေပြီဆိုပြောနေမှာသူကပြောပြတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့နောက်တစ်ခုကကြတော့ physiological response မှာဆိုလို့ရှိရင်တော့ဆို inflammation ပေါ့ဆို inflammation နောက်တစ်ခုကကျ fever ပေါ့ဆို inflammation ကကြတော့ဒီတနည်းအားမှာခုနကတော့အပေါ်မှာပြောခဲ့တဲ့ဒီ innate sorry အပေါ်မှာ skin barrier တွေကနေပြက်ပြီးတော့နေမှာဒီနေရာမှာ okay တခုခိုင်းမိလိုက်ပြောနေမှာ infection ဝင်သွားပြီထားပါတော့အဲ့ဒါဆိုလို့ရှိရင်ဘယ်လိုမျိုးအခြေအနေဖြစ်လာလဲဆိုလို့ရှိရင်တော့ဒီနေရာမှာသူကဒီ prostaglandin တို့ပြီးသွားလို့ရှိရင် histamine တို့အဲ့ဒါတွေထုတ်တယ်ဆိုတော့အဲ့ဒီ prostaglandin တို့ histamine တို့ကကြတော့ဒီblood vessel ကြီးကိုပေါ့နော်ဒီ blood vessel ကြီးကိုဒီပို့ပြီးတော့နေမှာပေါ့နော် permeability ပို့ပြီးတော့နေမှာကောင်းအောင်ပို့ပြီးတော့များလာအောင်ပေါ့နော်တိုးလာအောင်သူကလုပ်ပေးတယ်အဲ့လိုလုပ်ပေးတဲ့အချိန်မှာဒီမှာ blood တွေကပို့ပြီးတော့များလာတယ်ပို့ပြီးတော့မှဒီနားကိုပို့ပြီးတော့စီးလာတယ်ပေါ့အဲ့လိုမျိုးစီးကြရတော့ကြောင့်မလို့ redness ရဲလာမယ်အဲ့တော့ blood ကဒီအပူလည်းတည်တဲ့အတွက်ကြောင့်မလို့အဲ့နေရာတွေမှာပူးလာမယ်အဲ့တော့ဒီထဲမှာဆဲထဲမှာတော့ဒီထဲမှာရှိနေတဲ့အရေတွေကလည်းအပြင်တွေကိုထွက်ပြီးတော့နေမှာရောင်းလာမယ်အဲ့နေရာတွေကနော်ပြီးသွားလို့ရှိရင်ဒီ prostaglandin ကကြတော့ဒီ pain receptor ကိုသွားပြီးတော့မှဒီသွားပြောနေမှာ stimulate လုပ်တဲ့အတွက်ကြောင့်မလို့နာတယ်ပေါ့နော်ပြီးသွားလို့ရှိရင်ဒီနေရာတွေမှာ pain receptor တွေကိုသွားပြီးတော့ဖိမိရဲ့အတွက်ကြောင့်မလို့နာတယ်ပေါ့နော်ဆိုတော့ခါကျသူ့ရဲ့ cardinal sign တွေပေါ့ရောင်လာတဲ့အတွက်ကြောင့်ရောင်လာတဲ့အချိန်မှာပေါ့နော်ဆိုတော့ခါကျတော့ဒီနေရာမှာဆိုလို့ရှိရင်ကြတော့ဒီထဲမှာဆိုလို့ရှိရင်အရေတွေပြင်ဘက်ကိုထွက်သွားတယ် interstitial fluid interstitial space တွေကိုအရေတွေထွက်သွားတယ်ပေါ့ဆိုတော့အဲ့ဒီကထွက်သွားတဲ့ရေတွေကိုကြတော့ခုနအရှေ့မှာတော့ဗီဒီယိုမှာပြောခဲ့တဲ့ lymphatic ပေါ့နော် lymphatic vessel တွေ lymphatic capillaries တွေကနေပြောနေမှာပြန်ပြောနေမှာ update ပြန်ယူတယ်ပြန်ပြောနေမှာ reclaim ပေါ့နော်အဲ့ဒီကနေပြန်ယူပြောနေမှာအဲ့ဒီထဲမှာပါသွားတဲ့ဒီ neutrophils တွေပါသွားတယ်ပေါ့နော်အဲ့ဒီကနေတဆင့်ပြောဒီ lymphatic vessel တွေကနေပြောနေမှာ lymph node တွေစီကိုသွားအဲ့ဒီမှာ B cell တို့ T cell တို့ကနေပြီးတော့မှဒီယောဂပို့တိုက်ထုတ်တာပေါ့နော်ဆိုတော့အဲ့ဒါကကျတော့နောက်ပိုင်းမှာအသေးစိတ်နောက်ဗီဒီယိုမှာပြောမှာပေါ့နော်ဆိုတော့နောက်တစ်ခုကကျတော့ fever ပေါ့ fever ကကျတော့ဆိုတော့ဒီ pyrogens တွေထွက်တယ်ပေါ့နော်ဆိုတော့ pyrogens တွေထွက်တဲ့ pyrogen ဆိုတော့ဒီဖြားတာပေါ့နော်အပူချိန်တွေမြင့်တက်လာတာပေါ့ဆိုတော့အဲ့ဒါကကျတော့ဘယ်လိုမျိုးလဲဆိုလို့ရှိရင်တော့ခန္ဓာကိုယ်မှာ brain ထဲမှာဆိုလို့ရှိရင် hypothalamus ရှိတယ် hypothalamus ကကြတော့ခန္ဓာကိုယ်ရဲ့အပူချိန်ကိုထိန်းထားတဲ့နေရာပေါ့နော်ဆိုတော့ခါကြတော့အဲ့ဒီမှာဆိုလို့ရှိရင်သူကဒီခန္ဓာကိုယ်ရဲ့အပူချိန်တွေကိုမြင့်ရမယ်ဆိုပြီးသူက set ပေါ့နော်ပုံမှန်တိုင်းဆိုလို့ရှိရင်တော့37ထားထားတယ် okay အဲ့ဒီကနေပြောနေမှာဒီခန္ဓာကိုယ်ထဲမှာတော့ယောဂပိုးတွေဝင်ရောက်လာပြီဆိုလို့ရှိရင်သူက temperature ကိုမြင့်ထည့်လိုက်တာပေါ့နော်ဒီ temperature ကိုထားပါတော့40 maybe 39အဲ့လိုမျိုးမြင့်ချလိုက်တယ်မြင့်ချလိုက်တဲ့အတွက်ကြောင့်မို့လို့ခန္ဓာကိုယ်ရဲ့ temperature ကဟိုမြင့်လာအောင်လို့ခန္ဓာကိုယ်က shiver ပေါ့နော်တုံလာတယ် chill အဲ့လိုမျိုးတုံလာပြောနေမှာခန္ဓာကိုယ်အပူတွေပို့ပြောနေမှာထွက်အောင်လုပ်တာပေါ့နော်ဆိုတော့အဲ့မှာဖျားလာတဲ့အတွက်ကြောင့်မို့လို့ဘယ်လိုမျိုးအကျိုးကျေးဇူးတွေရလဲဆိုလို့ရှိရင်တော့ခန္ဓာကိုယ်ထဲမှာအဲ့လောက်ဒီ temperature 40လောက်ဖြစ်လာပြီဆိုလို့ရှိရင်တော့ microbes တွေကအသက်မရှင်နိုင်ဘူးနောက်ထပ်တစ်ခုအကျိုးကျေးဇူးကကြတော့အဲ့လိုမျိုး temperature မှာဆိုလို့ရှိရင်ဒီ immune cell တွေကပို့ပြီးတော့နေမှာအလုပ်ပို့ပြီးတော့နေမှာကောင်းလုပ်နိုင်တယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့ဒါကတော့ physiological defense ဖြစ်ပါတယ်လို့ဆိုတော့ဒါတွေကတော့summary slide လေးဖြစ်ပါတယ် immune system မှာဆိုလို့ရှိရင်တော့ innate နဲ့ adaptive ဆိုပြီးတော့ရှိတယ် innate မှာဆိုလို့ရှိရင်တော့ external နဲ့ internal ဆိုပြီးတော့မှရှိတယ် adaptive ကကြတော့ဒီဟုတ်တယ် B cell နဲ့ T cell ပေါ့နော်ဆိုတော့ဒီအကြောင်းတွေကတော့နောက်ဗီဒီယိုမှာပြောမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဒီနေ့စကားပြောရရင်နည်းလေးမြန်သွားပါတယ်ပြောချင်တာများပြီးတော့မှာပေါ့နော်အချိန်ကကြတော့15မိနစ်ပဲသတ်မှတ်ထားတာမို့လို့ပါတိလို့တာရှိရဆိုရင်မေးထားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်